လူမိုက်တွေဟာလှည့်ပြီးအသက်လူပြေးကြပါတော့တယ်သူတို့ဘာကိုမြင်လိုက်ရလဲဆိုတာတိတိကျကျမသိပေမဲ့တခုတော့သိပါတယ်မပြေးရင်တေးမယ်ဆိုတာပါပဲရှေ့ကနေအောင်ကြီးရှိတဲ့လမ်းမပေါ်ရောက်သွားရင်တော့အသက်ချမ်းသာရလိမ့်မယ်လို့သူတို့ထင်နေကြတော့နောက်တစ်စက္ကန့်မှာပဲကောင်တကောင်ရဲ့ခြေသလုံးသားကောင်ကရက်ရက်ဆက်ဆက်အဖြတ်ခံလိုက်ရပြီးကျမ်းပြင်ပေါ်ဖုံးကနေလဲကျသွားပါတော့တယ်မျောလင်းချက်ကငါမျက်စိရှိတင်ရှိနေတာကိုငါဒီနေရာမှာပဲတကယ်တရားတော့မှလားဒီကောင်ကအရင်ကလူဖြန်တယောက်ပဲလေငါတို့သူ့ကိုနှိပ်စက်တုံးကဆိုလူဦးကြောင်ကြောင်ပုံစံနဲ့ရေပြနေခဲ့တာဘာလို့အခုလိုကြောက်စရာကောင်းတဲ့နတ်ဆိုးကြီးဖြစ်ပြောင်းလဲသွားရတာလဲငါလက်မခံနိုင်ဘူးငါကဒီလိုအယုတ်ဆိုးတဲ့မိစ္ဆာကောင်ရဲ့လက်ချက်နဲ့တရားတော့မှလားအဲ့ဒီလူပြန်နိုးလာတဲ့အချိန်မှာတော့သူဘာလို့အသက်ရှင်နေသေးလဲဆိုတာမသိပဲအံ့ဩနေပါတယ်မဆိုးဘူးပဲမင်းတော်တော်မြင်မြန်နိုးလာတာပဲထိပ်ပြောင်ပြောင်နဲ့လူမိုက်နိုးလာတာကိုမြင်တော့ဘန်စုကဖြည်းဖြည်းချင်းရှောက်လာပြီးဓားမြောင်ကိုသူ့လက်ပင်ပေါ်တင်လိုက်ပါတယ်ငါမေးခွန်းတစ်ခုမေးရင်တစ်ခုပဲဖြေပိုးတဲ့စကားတစ်လုံးကအပိုအလုပ်ပဲခုနကဂျန်ဟိုဟာဆိုတဲ့ကောင်ကဘာတူလဲတေမင်းကခေါင်းပေါ်ရောက်နေတာကြောင့်အဲ့ဒီထိပ်ပြောင်ကြီးကကြောက်လန့်တုံရင်ပြီးလူတိသမျှအကုန်ထွေးအံပါတော့တယ်ဂျန်ဟိုကတကယ်တော့မွေးနက်ကိုင်း Black Snake Guild ရဲ့အစင်းမြင့်အဖွဲ့ဝင်တစ်ယောက်ဖြစ်ပါတယ်အဲ့ဒီမွေးနက်ကောင်ကဖီနစ်မျိုးရဲ့နောက်ဖေးလန်းကြားတွေကိုစိုးမိုးထားတဲ့အမဲရောင်အဖွဲ့အစည်းတစ်ခုဖြစ်ပြီးခိုင်းချုံရဲ့နာမည်ကတော့ဘန်ပိုယန်ဘိန်းဖိုယန်ဖြစ်ပါတယ်သူကပဲဂျန်ဟိုကိုလူတက်ပြီးမြင်းလူကိုအမိတ်ပေးခဲ့တာပါကျွန်တော်ကအခိုင်းစီတက်ပါဗျာတောင်းပန်ပါတယ်ကျွန်တော်ကိုလွှတ်ပေးပါဦးမွေးနက်ကိုင်းအကြောင်းမင်းသိသမျှအကုန်ပြောပြအချက်လက်တွေကအသုံးဝင်ရင်မင်းအသက်ကိုငါချမ်းသာပေးမယ်အသက်ရှင်ရမယ့်လမ်းစာရှိတယ်ဆိုတော့ထိပ်ပြောင်ကြီးရဲ့မျက်လုံးထဲမှာမျောလင်းချက်အလင်းရောင်တွေလင်းလက်သွားပါတယ်ဒါပေမဲ့နောက်ဆုံးမှာတော့သူလဲတေမင်းလက်ကမလွတ်ပါဘူးဘန်စုကသူ့လက်ဝါးနဲ့ထိုလူကိုတတလေးထိလိုက်တာနဲ့အဲ့ဒီလူကအလင်းမုံတွေဖြစ်ပြောင်းလဲသွားပြီးစနစ်ရဲ့တိုးလောင်ခန်းထဲကိုတိတ်ဆိချင်းခံလိုက်ရပါတော့တယ်သူကတဲလုံစာအားလုံးကိုရှင်းလင်းပြီးတဲ့နောက်မှာတော့လမ်းကြားလေးကတေချင်းတရက်လိုပြန်လဲတိတ်ဆိတ်သွားပါတယ်သူကခုနကရခဲ့တဲ့သတင်းချက်လက်တွေကိုပြန်ပြီးစီစဉ်နေခဲ့တယ်ဒီလိုလူမိုက်တွေကတိုင်းသမားတွေနဲ့တာမန်လူတွေရဲ့ကြားထဲမှာရှိနေတဲ့အတွက် level တက်ဖို့အကောင်းဆုံးသားကောင်တွေပဲသူတို့ကိုဒီလောက်မြင်မြန်ရှာတွေ့လိမ့်မယ်လို့မထင်ထားဘူးပြီးတော့ခုနကငါ level တက်သွားတဲ့အချိန်မှာခန္ဓာကိုယ်ကဒဏ်ရာတွေအကုန်လုံးလုံးဝပျောက်ကွယ်သွားတယ်ဖြစ်နိုင်တာကနှလုံးဒါမှမဟုတ်အုံနောက်ပျက်စီးသွားရင်တောင်ပြန်ကောင်းနိုင်တာမျိုးထင်တယ်ဒါကဂိမ်းထဲကအတိုင်းပဲဒါပေမဲ့ပြဿနာက level တက်ရင်ထွက်လာတဲ့အလင်းရောင်ပဲအမြင်လာပေမဲ့တကယ်အန္တရာယ်တွေကိုဆွဲဆောင်နိုင်တဲ့အဲ့ဒီအားနီရက်ကိုငါဖုံးကွယ်ထားရမယ်ဆိုတယောက်ကတားကောင်ကိုဖမ်းခြင်းရင်တာမန်လူတယောက်လိုပုံစံဖမ်းထားနိုင်ရမယ်လူအုပ်ကြီးနဲ့လုံးဝထပ်တူကြနေပြီးဘယ်သူမှခွဲခြားမရတဲ့အချိန်ကြမှာတာငါကအမြင့်ဆုံးအဆင့်မူဆိုးဖြစ်လာမှာနောက်ဆိုရင်ငါ level တက်တာကိုအမဲလိုက်မှုပြီးဆုံးတဲ့အခိုက်အတန့်ဒါမှမဟုတ်တားကောင်ပဲရှိတဲ့နေရာမျိုးမှာပဲလုပ်ရမယ်သူအဲ့လိုတွေးပြီးမြင်းကိုဆွဲကမှောင်မိုက်နေတဲ့လမ်းကြားထဲကနေထွက်လာခဲ့ပါတယ်လူအုပ်ကြီးတဲ့ကိုဖြည်းဖြည်းချင်းဝင်ရောက်သွားပြီးသူ့ရဲ့ပုံရိပ်ကတော့လူလိုင်းလုံးကြီးထဲမှာပျောက်ကွယ်သွားပါတော့တယ်သူမြင်းဆောင်ကိုပြန်ရောက်တဲ့အချိန်မှာတော့စနစ်ကနေရုတ်တရက် error အမှားယွင်း message တက်တာလေးတစ်ခုတက်လာပါတယ်။ဒါကသူ့ကိုအတွေးနဲ့သွားစေပါတယ်။ဒီအမှားကသူ့ရဲ့ပင်ကိုယ်မှာရှိနေတာဖြစ်နိုင်ပြီးအဲ့ဒီရဲ့ကြောင့်ပဲအရင်ကမိကုန်းထုတ်เสียအကြွေပဲပြနေတဲ့ character status ကွက်တွေကအခုတော့ progress bar တိုးတက်မှုတန်းတွေဖြစ်ပြောင်းလဲသွားပါတယ်။စိတ်ဝင်စားသွားတာကြောင့်ဘန်စုကအောက်က skill panel စွမ်းရည်ကွက်ကိုဖွင့်ကြည့်လိုက်တဲ့အခါနောက်တစ်စက္ကန့်မှာတော့စွမ်းရည်တွေတန်းစီပြီးပေါ်လာပါတယ်။စွမ်းရည်များထိုးနှက်ခြင်း /thrust ကာကွယ်ခြင်း ward ပြပောက်ခြင်း throw နက်မျက်စိ spirit eye အရှိကစွမ်းရည်တွေကတော့မူရင် online ဂိမ်းထဲကအတိုင်းပါလာတဲ့ passive စွမ်းရည်တွေဖြစ်ပေမဲ့နက်မျက်စိ spirit eye ဆိုတာကိုတော့သူတခါမှမကြားဘူးပါဘူးဘန်စုတယောက်နက်မျက်စိရဲ့အာနိသင်ကိုလေ့လာနေတော့မှာပဲစနစ်ကနေသတိပေးချက်တစ်ခုဝုန်းကနေတက်လာပါတော့တယ်သတိပေးချက်တင့်ထက် level 10ကျော်ပုံမြင့်သောရန်သူတယောက်ဒီမီတာ20အတွင်းသို့ဝင်ရောက်လာပါပြီအချိန်တွေကုန်ဆုံးလာတာနဲ့အမျှအဲ့ဒီမီတာ20အကွာဝေးတန်ဖိုးကတရိပ်ရိပ်နဲ့နဲလာပါတော့တယ်ဘန်စုကတော့စနစ်ရဲ့စာတန်းကိုကြည့်ပြီးမယုံနိုင်အောင်ဖြစ်နေရတာပေါ့ဒါကအန်ရီရဲ့ကိုကြိုတင်သတိပေးတဲ့စနစ် warning system တစ်ခုလိုပါပဲဆိုလိုတာကတော့အခုချိန်မှာတကယ်ကိုအန်ရီကြီးရဲ့လူတစ်ယောက်ကသူ့စီကိုတဖြည်းဖြည်းချင်းတိုးကပ်လာနေပြီဆိုတာပါပဲဒါကမဖြစ်နိုင်တာဗျာဒန်ရီမီတာစုရဲ့နေမြေတဲ့ကိုဘသူကရဲရဲတင်းတင်းကျူးကျော်ဝင်ရောက်ရဲမှလဲတကယ်လို့ပြင်ပကကျူးကျော်ဝင်ရောက်လာတဲ့ရန်သူဆိုရင်လေဒီလောက်နေနေကွေးကွေးရှောက်လာစရာအကြောင်းမရှိဘူးဒါဆိုရင်ငါစီကိုလာနေတဲ့သူကဒီမီသားစုတဲကတင်ရှိတဲ့တိုင်းပညာရှင်အစစ်မြင့်ကျွမ်းကျင်သူတစ်ယောက်ဖြစ်ရမယ်။ဒါပေမဲ့ level 10ကွာဟချက်ကဘယ်လောက်အထိအင်အားကွာလဲဆိုတာသူအတိအကျမသိသေးပါဘူး။သူ level 2ရောက်ဖို့အတွက်ပေးဆက်ခဲ့ရတဲ့အရင်းအနှီးကိုကြည့်ချင်းအဖြစ်တော့အဲ့ဒီကွာဟချက်ကမတွေးရဲစရာပဲဖြစ်လိမ့်မယ်။ငါတာမန်လူတွေကိုပဲလိုက်တက်မယ်ဆိုရင် level 10ရောက်ဖို့လူပေါင်းထောင်ချီတောင်းချီတက်ရလိမ့်မယ်။အဲ့ဒီလောက်အဆင့်ရှိတဲ့တိုင်းသမားမျိုးကဒန်ရီမီသားစုထဲမှာတော့အလွန်ရှားပါလိမ့်မယ်။နောက်တစ်စက္ကန့်မှာပဲရှေ့ကတကားကြီးပွင့်ထွက်သွားပြီးကြီးကန်းတဲ့အဖွဲ့ရဲ့အဖွဲ့ခေါင်းဆောင်ဗီဒီယိုကသူ့ရဲ့လက်အောက်ငယ်သားတွေနဲ့အတူဝင်လာပါတော့တယ်ဘန်စုကတော့ချက်ချင်းပဲကြောက်လန့်တုန်ရင်နေတဲ့လူပုံစံချက်ချင်းဖမ်းလိုက်တာပေါ့သူတိတာတခုကတော့နည်းနည်းလေးမှအမှားယွင်းခံလို့မဖြစ်ဘူးဆိုတာပါပဲရှေ့ကလူကခပ်ပေါ်ပေါ်နဲ့လှည့်စားလို့ရမယ့်အထဲမှာမပါလို့ပါမင်းကစောစောမဟုတ်လားပြောစမ်းမက်ကိုတက်ခဲ့တာမင်းလား
ဒါကိုကြားတော့ဘန်စုကပို့ပြီးကြောက်လန့်တုံရင်ပြပြီးအလန့်တကြားနဲ့လက်ဟန်ချီဟန်တွေအသေးအတန်လုပ်ပြပါတော့တယ်သူမဟုတ်ပါဘူးဆိုတာကိုပုံစံမျိုးစုံနဲ့ညင်းပြနေတာပေါ့ဒါပေမဲ့ဗီဒီယိုကဒီလောက်နဲ့တင်ရက်တက်မှုစိတ်ကူးမရှိပါဘူးသူကရုတ်တရက်ဘန်စုရဲ့ပခုံးပေါ်ကိုလက်ဝါးနဲ့အားထည့်ပြီးဖိချလိုက်တဲ့အချိန်မှာပြင်းထန်လာတဲ့အတွင်းအားဖရူခိုက်ချူခဲတွေကဘန်စုရဲ့ခန္ဓာကိုယ်ထဲကိုအရှိန်ဟုန်နဲ့စီးဝင်သွားပါတော့တယ်ဘန်စုကတော့အဲ့ဒီအတွင်းအားတွေကသူ့ခန္ဓာကိုယ်ထဲမှာရန်ကားမွေနောက်ပြီးနေရာတစ်ခုစီကိုအတင်းစုပြုံတိုးဝင်သွားတာကိုခံစားလိုက်ရတယ်။အဲ့ဒီနေရာကတော့စွမ်းအင်အားလုံးကိုလုံးဝအကျွင်းကြံမရှိဝါမျိုးပစ်လိုက်တဲ့တွင်းနဲ့ကြီး black hole တစ်ခုလိုပါပဲ။ဗီဒီယိုကခဏလောက်စမ်းသပ်ကြည့်ပြီးနောက်သူ့လက်ကိုပြန်ရုပ်လိုက်ပြီးတပ်ပြင်းခတ်ဖို့ခွာချလိုက်ပါတယ်။ငါလူမားသွားတာထင်တယ်။လို့ပြောပြီးသူလည်းလှည့်ထွက်သွားပါတော့တယ်။မှောင်မိုက်နေတဲ့မြင်းဆောင်ထဲမှာတော့သူတို့ထွက်ခွာသွားတဲ့ကြောပြင်ကိုတိတ်တဆိတ်စိုက်ကြည့်နေတဲ့အေးဆက်ဆက်မျက်လုံးတစ်စုံပဲကြံရိပ်ခဲ့ပါတယ်။ခေါင်းဆောင်ကျွန်တော်တို့ဒီအတိုင်းပဲပြန်ထွက်သွားကြမှာလားသူ့ကိုမတင်ကားဘူးမဟုတ်လားဆရာဘာလို့တိတိကျကျမစစ်ဆေးတာလဲမလို့တော့ဘူးခုနကငါရဲ့အတွင်းအားတွေကိုသူ့ခန္ဓာကိုယ်ထဲထည့်ပြီးစမ်းသပ်ခဲ့တာတိုင်းပညာနဲ့ချင်းပဲတက်ထားတဲ့သူဖြစ်ပါစေဦးခန္ဓာကိုယ်ထဲမှာအတွင်းအားလှည့်ပတ်တဲ့တဲလွန်စာကြံနေရစမြဲပဲဒါပေမဲ့သူ့စီမှာတော့ဘာမှမရှိဘူးဟာလာဟင်းလင်းပဲသူကတိုင်းပညာလုံးဝမတက်တဲ့တာမန်လူတစ်ယောက်ဆိုတာငါအာမခံတယ်ဒါဆိုလူတွေအများကြီးကိုတက်တည်ကြတာတကယ်ပဲလားတကယ်လို့ဒါကတက်တည်တဲ့ကက်ယောဂဆိုရင်ဒါတွေပြီးဆုံးဖို့လူဘယ်နှယောက်တောင်ထပ်တည်ရအောင်မလဲဒါပေမဲ့ထူးဆန်းတာကအဲ့ဒီနေ့ကစပြီးအဲ့ဒီတက်တည်မှုကယောဂကြီးကဘာတဲလွန်စားမှမကြံပဲရုတ်တရက်ပျောက်ကွယ်သွားပါတော့တယ်အဲ့ဒီအစားဖီနစ်မြို့တစ်ခုလုံးမှာသွေးစွန်းတဲ့မုန်တိုင်းအသစ်တစ်ခုကတိုက်ခတ်လာခဲ့ပါတယ်တိုင်းလောကရဲ့အမောင်ဘက်ချမ်းမှာနာမည်မရှိတဲ့အမည်မဲ့သူရဲကောင်းနိုင်မိုဆေရောတယောက်ရုတ်တရက်ပေါ်ထွက်လာပြီးလမ်းဘေးကတူးစရိုက်ကိုင်းတွေကိုတစ်ခုပြီးတစ်ခုလိုက်လံရှင်းလင်းနေလို့ပါပဲအင်အားကြီးပါတယ်ဆိုတဲ့ကြားဖြူကိုင်း White Tiger Gang နဲ့မြေကွေးနီကိုင်း Scarlet Wolf Set တွေ့တော့တညတဲ့နဲ့အမြင့်ပြတ်တုတ်တင်ခြင်းခံရပါတယ်ဟေးအတန်ကိုနည်းနည်းလျှော့စမ်းပါအခုမွေးနက်ကိုင်း Black Snake Duel တစ်ခုပဲကျန်တော့တာသူတို့ကြားသွားရင်မင်းသိသွားလိမ့်မယ်ဘာကြောက်စရာလိုလဲပြတိတ်မကြခင်မှာငါတို့ရဲ့အမီမဲ့သူရဲကောင်းကအဲ့ဒီကောင်တွေကိုလည်းလာရှင်းမှာပဲဥစားမိမိအကြောင်းပြောနေကြတဲ့ဒီသတင်းတွေကိုကြားပြီးနောက်ဘန်စုကတော့ဖီနစ်ဆိုင်ကနေတိတ်တဆိတ်ထွက်ခွာလာပြီးဒီညရဲ့နောက်ဆုံးပြစ်မှတ်ဖြစ်တဲ့ငွေနက်ကိုင်းဌာနချုပ်စီကိုဦးတည်ပြီးရှောက်လာခဲ့ပါတော့တယ်မကြသေးခင်ကပဲအမီမဲ့သူရဲကောင်းကတကိုင်းပြီးတစ်ခုဆက်သိမ်းပေးနေတာကြောင့်ငွေနက်ကိုင်းတစ်ခုလုံးမှာကြောက်ရွံ့တုန်လှုပ်မှုတွေကူးစက်နေပါပြီငါကြားတာတော့အဲ့ဒီကောင်ကဂိုင်းသုံးဂိုင်းတောင်ရှင်းပစ်လိုက်ပြီးတဲ့အခုငါတို့ငွေနက်ကိုင်းပဲကြံတော့တာအားလုံးမျက်စိဖွင့်တာဆွင့်ထားကြအိမ်ငိုက်မနေနဲ့ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲစကားပြောနေတဲ့လူရဲ့ဘေးကလူကခေါင်းပြက်ပြီးမြေပေါ်လဲကျသွားပါတော့တယ်အဲ့ဒီလူကမြင်လိုက်ရတဲ့မြင်ကွင်းကိုကြည့်ပြီးလုံးဝမယုံနိုင်အောင်ဖြစ်နေရတာပေါ့ခုနလေးတင်အသက်ရှင်နေတဲ့အဖော်ကမျက်စိတမိတ်တွင်းမှာတင်တည်သွားတာကိုသူကကိုကာကွယ်ဖို့ဓာတ်ကိုဆွဲထုတ်လိုက်တဲ့အခိုက်အတန့်မှာပဲဘန်စုကသူ့နောက်ကျောမှာရောက်နေပါပြီးတော့တေတက်ပြက်သားလာတဲ့ဓာတ်ချက်တစ်ချက်ထဲနဲ့တင်သူ့အသက်ကိုချက်ချင်းချွေယူလိုက်ပါတော့တယ်အောက်ကိုဆင်းပြီးမင်းအဖော်နဲ့အတူတူသွားဖော်ပြုတ်ပေးလိုက်အောင်အဲ့ဒီနောက်ဘန်စုကငွေနှက်ခိုင်းရဲ့တကားကြီးကိုဖြည်းဖြည်းချင်းတွန်းဖွင့်ပြီးခြေလက်တစ်ချက်မှမတုံဆိုင်ပဲအထဲကိုဝဝင်လာခဲ့ပါတယ်အထဲမှာလူတွေပင်မှာပုံနေကြလဲလို့ဘန်စုတွေးနေတော့မှာပဲနောက်တစ်စက္ကန့်မှာကောင်းကင်ရံကနေမြားမိုးတွေဝုန်းခနဲ့ရွာချလာပါတော့တယ်ဘန်စုကနောက်ကိုချက်ချင်းလောခနဲ့ခုံရှောင်လိုက်တာကြောင့်ညားချက်တွေကိုတီတီလေးလွတ်သွားခဲ့တယ်သူမျောကြည့်လိုက်တဲ့အခါတတိုင်းအောက်ကနေငွေနှက်ကိုင်းသားတွေအုပ်စုလိုက်ကြီးဝုန်းခနဲ့ပြုံထွက်လာကြပါတယ်တကယ်တော့သူတို့ကထောင်ချောက်ဆင်ပြီးဘန်စုအလိုလျောက်ဝင်လာမဲ့အချိန်ကိုစောင့်နေကြတာဖြစ်ပါတယ်အရှိကခေါင်းဆောင်ဖြစ်သူကဒေါသတကြီးနဲ့မင်းလိုနာမည်မရှိတဲ့ကျွတ်ဆုပ်ကငါတို့ငွေနဲ့ကိုင်းမှာလာပြီးတောင်းကျမ်းရဲတဲ့ပေါ်လေးလို့អော်လိုက်ပါတယ်ရက်ဆက်ကြမ်းကြုတ်တဲ့လူမိုက်အုပ်ကြီးကိုရင်ဆိုင်ရင်းနဲ့ဘန်စုကတော့အလုပ်တစ်ခုပဲလုပ်ပါတယ်အဲ့ဒါကတော့ဓာဆွဲထုတ်နည်းရဲ့အဖွင့်ကွက် opening stance ကိုပြင်လိုက်တာပါပဲဝိုင်းကြဟိဒီလောက်ဘဝင်မြင့်နေတဲ့ကောင်ကိုတက်ပစ်ကြဆန်းစကားလဲဆုံးရောလူတိုင်းကလက်နက်တွေကိုကင်ပြီးတပြိုင်တည်းပြေးဝင်လာကြပါတော့တယ်အချို့ဆိုရင်လေထဲကိုခုန်တက်ပြီးဘန်စုကိုပက်ပက်လေကနေဝိုင်းဝန်းတိုက်ခိုက်ကြတယ်ဘန်စုကဓာရုပ်ကိုကြစ်ကြစ်ပါအောင်စုပ်ကင်လိုက်တဲ့အချိန်မှာပြင်းထန်တဲ့ဆွမ်းအားတွေကဓာအိမ်တစ်ခုလုံးကိုပတ်ခွေသွားပါတော့တယ်သုံးပါဆွမ်းအားဓာတိုင်းစစ်တီတစ်ထောင်ကိုချေမုံချင်းဓာအလင်းနဲ့ဖြက်ခနဲ့လက်သွားတာနဲ့ရှေ့ကိုတိုးလာတဲ့လူတွေဟာအဲ့ဒီနေရာမှာတင်ခန္ဓာကိုယ်နှစ်ပိုင်းပြတ်သွားကြပါတော့တယ်နောက်ကနေထပ်တိုးဖို့လုပ်နေတဲ့လူမိုက်တွေဟာဒီမြင်ကွင်းကိုကြည့်ပြီးကြောင်သွားကြတာပေါ့ဒါပေမဲ့သူတို့ပြေးဖို့စဉ်းစားတဲ့အချိန်မှာတော့အချိန်နှောင်းသွားပါပြီးဘန်စုရဲ့ဓာချက်တွေကမရက်မနာပဲလေပြေမုန်တိုင်းလိုမျက်စံလွန်းတာကြောင့်လူမိုက်တွေတယောက်ပြီးတယောက်လဲကျကုန်ပါတယ်အဲ့ဒီအချိန်မှာအဝေးကနေကြည့်နေတဲ့အစ်စ်မြင့်တိုင်းသမားတယောက်ကဒေါသထွက်ပြီးမျက်လုံးတွေညီရဲလာကအားလုံးဖယ်ကြစမ်းဒီကောင်စုပ်ကိုငါကိုယ်တိုင်တတ်မဲ့လို့អော်ပြီးလှမ်းရှိကြီးနဲ့လှမ်းထိုးပါတော့တယ်ဘန်စုကသူ့ဘေးကလူမိုက်ရဲ့လက်ကောက်ဝတ်ကိုခက်အေးအေးပဲဖန်ဆွဲပြီးအားလေးနည်းနည်းထက်ကလေထဲကိုမြောက်လွှင့်ပစ်လိုက်ပါတယ်ပြီးတော့အရှိန်ကိုသုံးပြီးအဲ့ဒီလူကိုဟိုလန်သမားစီလှမ်းပစ်ပေါက်လိုက်တဲ့အပြင်လက်ထဲကဓာရှိကြီးကလည်းအစင်သင့်ဖြစ်နေပါပြီဝုန်းကနေတစ်ချက်တည်းထိုးဆိုင်လိုက်တာကြောင့်လူနှစ်ယောက်လုံးတပြိုင်တည်းမြေပြင်ပေါ်ဓာစာမိသွားပါတော့တယ်အဲ့ဒီတိုင်းသမားဟာတေဆုံးသွားတဲ့အချိန်ထိသူကဘန်စုလိုလူရုပ်မှာတယောက်ရဲ့လက်ချက်နဲ့တေးရလိမ့်မယ်လို့မယုံနိုင်ပဲမျက်လုံးအပြူသားနဲ့ဆက်သိမ်းသွားရရှာတယ်
အဲ့ဒီအချိန်မှာပဲမျက်နှာမှာအမာရွတ်နဲ့လူတစ်ယောက်ကဘန်ဆူရဲ့နောက်ကနေရုတ်တရက်ပေါ်လာပြီးဓာတ်နဲ့အကုံခုတ်ချလိုက်ပါတယ်။ကောင်လေးငရဲပြည်ကိုသွားပြီးတော့ဘန်ဆူကဓာတ်ကိုဆွဲထုတ်ပြီးနောက်ပြန်တိုက်ခိုက်ဖို့ကြိုးစားပေမဲ့မထင်မှတ်ပဲသူ့ရဲ့ဓာတ်ကိုခုနကတေခန်နီလူမိုက်ကအတင်းလက်နဲ့လာဖမ်းထားတာကြောင့်လှုပ်လို့မရဖြစ်နေပါတယ်။အသက်နဲ့တေချင်းတရားရဲ့လက်ကတုံးပေါ်ရောက်နေတဲ့အချိန်မှာပဲဘန်ဆူကစနစ်ရဲ့တူလောင်ခန်း system space ကိုအသုံးချပြီးနောက်ကျောကနေဓာတ်အလင်းတန်းတစ်ခုကိုဖျက်ခနဲထွက်ပေါ်လာစေကအဲ့ဒီအမာယွန်းနဲ့ကောင်းရဲ့ခေါင်းကိုချက်ချင်းနှစ်ပိုင်းခွဲပစ်လိုက်ပါတော့တယ်။ဒါကတော့မဖြစ်နိုင်တာဗျာသူနောက်ကိုလှည့်တောင်မကြည့်ပဲနဲ့ဘန်ဆူကတော့စိတ်ထဲကနေအစီအစဉ်ကိုကြိုတင်ပြင်ဆင်ထားမိလို့တော်သေးတယ်လို့တွေးပြီးတက်ပြင်းချလိုက်တဲ့အချိန်မှာပဲမထင်မှတ်ပဲဓာတ်မြောင်တစင်းကသူ့ရဲ့ဝမ်ပိုက်တက်တဲ့ကိုဝုန်းကနေဝင်ဆိုင်သွားပါတော့တယ်ပြင်းထန်တဲ့ရိုက်ခတ်မှုကြောင့်သူ့ခန္ဓာကိုယ်ကြီးလွင့်ထွက်သွားရတယ်။ဟာနောက်ဆုံးတော့မင်းရဲ့အကွက်ကွင်းကိုမိပြီးဟေးငါကမင်းကိုတေမာမကြောက်တဲ့နှဆူးတစ်ကောင်မှတ်နေတာတကယ်တော့မင်းကလည်းတွေးထွက်တတ်တဲ့လူသားတစ်ယောက်ပဲမဟုတ်လားလူသားဖြစ်နေတဲ့၍တော့ငါတို့မင်းကိုတက်လို့ရတာပေါ့ဘန်ဆူကသူ့ပိုက်ထဲမှာစိုက်နေတဲ့ဓာချိုးကိုလက်ပလာနဲ့ပဲဖမ်းဆွဲပြီးဆွဆွဲထုတ်လိုက်ပါတယ်ပြီးတော့လက်ကိုမြောက်ပြီးမျက်လုံးကိုကွယ်နေတဲ့ဝါခမောက်ကြီးကိုဖယ်လိုက်ပြီးကောင်းလိုက်တာဒီလောက်လှပတဲ့ကဘာကြီးမှာငါ့ကိုငါတိတိကျကျပြောအောင်ထားရမှာပေါ့လူပြောရင်းနဲ့ဘန်ဆူကပြုံးလိုက်ပြီးလူအုပ်ကြီးတဲ့ကိုနောက်တစ်ချိန်ထပ်ပြီးအားကုန်ပြေးဝင်သွားပါတော့တယ်တစ်ဖက်မှာတော့လိုင်းအောက်ကထွက်ပေါက်နဲ့မလန့်မကန့်မှရှိတဲ့တက်ကင်မူအိမ်အိုလေးတွေကနေလူအချို့ကမှောင်ရိပ်ထဲပုံပြီးတိုက်ပွဲကိုအေးဆက်ဆက်စောင့်ကြည့်နေကြပါတယ်။ဘာတွေဖြစ်နေတာလဲအော်တန်တွေတဖြည်းဖြည်းနှဲသွားပြီးနေပါဦး။သူကတကယ်ပဲလူအားလုံးကိုတယောက်တည်းနဲ့အပြတ်ရှင်းနေတာလား။ပုံမှန်ဆိုငါတို့ကပတ်စံနည်းနည်းပပတပြတိုက်တယ်ပြီးတော့လူကုန်ကူးမှုနည်းနည်းပပလုပ်ရုံပဲရှိတာငါတို့ထပ်ဆိုးတဲ့လူယုံမာတွေအများကြီးရှိတာကိုသူကဘာလို့ငါတို့ကိုမှလွယ်တယ်ဆိုပြီးပြစ်မှတ်ထားနေရတာလဲ။ငါတို့သူ့ကိုဒီနေရာမှာတင်အပြတ်ဖြတ်ရမယ်သူ့ကိုနောက်ဖက်အထိလုံးဝပေးကြော်လို့မဖြစ်ဘူးခိုင်းချုပ်ကြီးကအိမ်တော်ထဲမှာရှိနေတာအတိအကျပါပဲတက်ကယ်မိုးအိမ်ရဲ့အပေါက်ဝမှာလူရိပ်တစ်ခုပေါ်လာတာနဲ့တပြိုင်နက်အဲ့ဒီလူကပုံနေတဲ့မြားသမားတွေကိုချက်ချင်းပြစ်ခွင့်ပေးလိုက်ပါတယ်နောက်တစ်စက္ကန့်မှာတော့အိမ်အိုလေးတွေကနေမရေမတွက်နိုင်တဲ့မြားတွေဟာအဲ့ဒီလူရိပ်မင်းစီကိုအရှိန်ဟုန်နဲ့ပြုံပြီးလွင့်ပြန်သွားပါတော့တယ်အမိတ်ပေးလိုက်တဲ့လူကပြစ်မှတ်တေမတေတေချအောင်ခေါင်းပြူပြီးချောင်းကြည့်လိုက်တဲ့အချိန်မှာပဲနောက်တစ်စက္ကန့်မှာသူ့နောက်ကမြားသမားဟာဘာအတန်မှမထွက်ပဲခေါင်းပြက်ကျသွားပါတယ်ပြီးတော့ကက်ယောဂတစ်ခုလိုပဲအိမ်ထဲမှာရှိတဲ့လူမိုက်တွေဟာတယောက်ပြီးတယောက်ခေါင်းပြက်ကလဲကျကုန်ပါတော့တယ်ထိုလူဟာလုံးဝခြောက်ခြားသွားပြီးစွန့်လို့ကြမ်းရစ်ခဲ့ရတယ်ဘလို့မှမယုံနိုင်စရာပါပဲမျက်စိတမိတ်တွင်းမှာတင်သူ့လူတွေအကုန်လုံးဘာအကြောင်းပြချက်မှမရှိပဲအလောင်းဖြစ်ကုန်ကြလို့ပါအမီမဲ့သူရဲ့ကောင်ထွက်ခဲ့ဆန်မင်းအထဲမှာရှိနေတာငါသိတယ်မင်းတကယ်ပဲဘာလို့ချင်လို့လဲဘာလို့ငါတို့ကိုအမြင့်ပြတ်တုတ်တင်ဖို့စူးစမ်းနေရတာလဲမင်းကတကယ်နဲ့ဆိုးပဲသူ့စကားတော့မဆုံးသေးဘူးသူ့ကောင်းကလေထဲကိုလွင့်ထွက်သွားပါတော့တယ်ငါလိုချင်တာတစ်ခုပဲရှိတယ်မင်းတို့ရဲ့အသက်တွေပဲအခုချိန်မှာတော့မွေနက်ကိုင်းတစ်ခုလုံးဟာသွေးပင်လယ်ဝေပြီးအလောင်းတွေတောင်လိုပုံနေခဲ့ပါပြီဘန်ဆူကတော့အလင်းရောင်တွေထိန်ထိန်လေးနေတဲ့အိမ်တော်ကြီးရဲ့ရှေ့ကိုနောက်ဆုံးမှရောက်ရှိလာခဲ့တယ်သူရှိမှကြံနေတဲ့နောက်ဆုံးတစ်ယောက်ကတော့မွေနက်ကိုင်းရဲ့ဂိုင်းချုပ်ဘန်ပိုရန်ပိန်ဖိုရန်ပဲဖြစ်ပါတယ်တကယ်တော့အစကတည်းကဘန်ဆူဟာဂိုင်းတွေကိုစနစ်တကျရှင်းလင်းခဲ့တာပါအစပိုင်းမှာဂျားဖြူဂိုင်း White Tiger Gang ရဲ့နေမြေမှာဂျန်ဟိုကိုတက်ပြီး level တက်ခဲ့ပေမဲ့တကယ်တိုင်းပညာရှင်အစစ်မှန်တွေနဲ့ရှင်ရင်အဲ့ဒီအင်အားကမလုံလောက်သေးပါဘူးဒါကြောင့်ပိုပြီးတမ်းမာလာစေဖို့ဘန်ဆူဟာနီးပြူဟာမျိုးစုံကိုတုံးခဲ့ပါတယ်ရန်သူကိုအကွက်ဆင်ပြီးအထဲထိမြခေါ်တဲ့နောက်ကျောကနေပုံရှူတိုက်ခိုက်တဲ့နောက်ဆုံးဂိုင်းစခန်းကိုပါမိတိုက်ပစ်ခဲ့တာပါရန်သူတွေတတိထားမိတဲ့အချိန်မှာတော့သူတို့အတွက်စုံလန်းမရှိတော့ပါဘူးအဲ့ဒီလိုနဲ့ကြားဖြူခိုင်းရဲ့လူအများစုကိုတုတ်တင်နေတဲ့အတော်တွင်းမှာပဲတာမန်ရက်သားတွေကသူ့ရဲ့တက်ဖြတ်မှုကိုအာကိုတကြီးနဲ့အမီမဲ့သူရဲကောင်းလို့နာမည်ပေးခဲ့ကြတာဖြစ်ပါတယ်ဒီအမီမဲ့သူရဲကောင်းဆိုတဲ့မျက်နှာဖုံးတစ်ကပဲသူ့အတွက်ဒူးစရိုက်ခိုင်းတွေကိုလိုက်လံရှင်းလင်းရတာပိုပြီးအဆင်ပြေစေခဲ့တာပေါ့ကြားဖြူခိုင်းချုပ်ကိုတက်ဖြတ်ပြီးတဲ့အခိုက်အတန့်မှာတော့ဘန်ဆူဟာ level 5ကိုရောက်ရှိသွားခဲ့ပြီးစွမ်းရည်အသစ်နှစ်ခုဖြစ်တဲ့ပေါ်ပါမှုတိုင်းပုံပါစွမ်းအားဓာတ်တိုင်းရရှိခဲ့ပါတယ်ဒါကပဲသူ့ကိုဒူးစရိုက်ခိုင်းတွေကိုထိတ်တိုက်ရင်ဆိုင်နှိမ်နှင်းနိုင်တဲ့အင်အားကိုပေးစွမ်းခဲ့တာပါအခုတော့ဖီနစ်မြို့မှာကျန်ရှိတဲ့ဒူးစရိုက်ကိုင်းတွေတဲကနောက်ဆုံးတစ်ခုဖြစ်တဲ့ငွေနက်ကိုင်းရဲ့အနက်ရှိုင်းဆုံးနေရာကိုသူရောက်နေခဲ့ပါပြီအိမ်တော်ကြီးရဲ့အဝင်ဝမှာအဖိုးအိုတယောက်တည်ငြိမ်စွာထိုင်နေပါတယ်သူကတော့ငွေနက်ကိုင်းချုပ်ဘန်ပိုရန်ကိုယ်တိုင်ပါပဲမိုးကြိုးတွေဝုန်းကနေချိန်မွေလိုက်တဲ့အချိန်မှာဘန်စုကတော့အရှိအထိတွေးလန်းကြောင်းဖောက်ပြီးရောက်လာခဲ့ပါပြီမင်းကပဲအမီမဲ့သူရဲကောင်းပေါ့လေဘန်ပိုရန်ရဲ့မိကုန်းကိုဘန်စုကစကားတစ်လုံးမှပြန်မပြောပါဘူးဒီအဖိုးကြီးနဲ့စကားအပူမပြောချင်ဘူးပေါ့ကိုသူရဲကောင်းလို့တမုတ်ထားပြီးဘာလို့ခန္ဓာကိုယ်ကိုဒီလောက်အထိအထက်ထက်ဖုံးကွယ်ထားရတာလဲငါမှတ်မိသွားမှကြောက်လို့လားစိတ်မကောင်းပါဘူးငါကသူရဲကောင်းမဟုတ်ဘူးငါကတက်ဖြတ်ချင်နေတဲ့လူယူတယောက်တက်ပဲအဲ့ဒီသူရဲကောင်းဆိုတဲ့နာမည်ကအဲ့ဒီလူတွေဘာသာသူတို့စိတ်ကြိုက်ခေါ်နေကြတာဒါကိုကြားတော့ဘန်ပိုရန်ကထွယ်ပါတော့တယ်ဟာအဲ့လိုကိုသူတို့ကိုးကွယ်နေတဲ့အမိမဲ့သူရဲကောင်းကြီးကတကယ်တော့လူသက်သမားတယောက်ပေါ်စိတ်ဝင်စားဖို့ကောင်းလို့နဲ့ဒီနေ့ငါဒီနေရာမှာတေးရမယ်ဆိုရင်တော့နောက်တရမှာမဟုတ်တော့ဘူးလာဆန်းပါအောင်မင်းလိုလူသက်သမားတယောက်ကဘလောက်တောင်တန်ပါလဲဆိုတာဒီဖိုးကြီးကိုပြဆန်း
ပြောဆိုဆိုနဲ့သူကဓာတ်ကိုမြောက်ပြီးဘန်စုစီကိုတလန်းချင်းတိုးလာပါတယ်တပြိုင်တည်းမှာပဲဘန်စုကလည်းသူ့ခန္ဓာကိုယ်ထဲကလူသက်ငွေတွေကိုအကုန်အော်ရာအဖြစ်ထုတ်လွှတ်လိုက်တာကြောင့်လေထုထဲမှာစွမ်းရည်နှစ်ခုထိတ်တိုက်တိုးတိုက်မိသွားပါတော့တယ်ဒါပေမဲ့အပြန်အလှန်အကွက်နှဲငယ်ဖလှယ်ပြီးတဲ့နောက်မှာတော့ဘန်စုဟာတဖြည်းဖြည်းနဲ့အရေးနှိမ့်တဲ့ဘက်ကိုရောက်လာခဲ့ပါတယ်။ဘန်ပိုရန်ကဘန်စုရဲ့ကာကွယ်ရေးအကွက်ဟသွားတာကိုမြင်တော့သူ့ရဲ့ဓာတ်နဲ့ဘန်စုရဲ့လက်မောင်းစီကိုတက်တက်ထိုးသွင်းလိုက်တယ်။ဘန်စုကအကွာဝေးလွတ်တယ်လို့ထင်ခဲ့ပေမဲ့ဓာတ်လင်းနဲ့ဖြတ်သွားတာနဲ့အတူသူ့လက်မောင်းမှာသွေးရိုင်ထွက်သွားတဲ့ဒဏ်ရာကြီးတစ်ခုပေါ်လာပြီးသွေးတွေပန်းထွက်လာပါတော့တယ်။ဘန်စုကနောက်ကိုချက်ချင်းခုန်ဆုပ်ပြီးအကွာဝေးကိုအတင်းပြန်ချက်လိုက်ရတယ်။ငါထင်တဲ့အတိုင်းပဲမင်းရဲ့ခန္ဓာကိုယ်အခြေအနေကအခုတော်တော်လေးပျက်စီးနေပြီးအဲ့ဒါမင်းရဲ့အကြီးမားဆုံးအမှားပဲဒဏ်ရာတွေရနေရသားနဲ့ငါ့ကိုလာစင်ခေါ်ရဲတယ်ပေါ့ဒီနေ့ဘဝင်မြင့်ချင်းရဲ့အကျိုးဆက်ကဘာလဲဆိုတာငါမင်းကိုသင်ခန်းစာပေးမယ်ဘန်ပိုရန်ကလူလူတယောက်လိုအဆက်မပြတ်တိုက်ခိုက်ပြီးဘန်စုရဲ့ဒဏ်ရာဟောင်းတွေကိုပဲထက်ခါတလဲလဲပြစ်မှတ်ထားနေပါတယ်ဒီအတိုင်းသာဆက်သွားရင်ငါဒဏ်ရာတွေပိုဆိုးလာလိမ့်မယ်နီးပြူဟာချက်ချင်းပြောင်းမရမယ်ဘန်စုကဒဏ်ရာတွေကြားကနေအသေးအံအတွေးကောင်းထုတ်နေလို့မှပဲဘန်ပိုရန်ကပွဲသိမ်းဖို့အတွက်ထပ်မံထိုးနှက်လာပြန်ပါတယ်ဘန်စုကသုံးပါးစွမ်းအားတိုင်းတိုင်းကိုသုံးပြီးထိတ်တိုက်ကာကွယ်လိုက်ပေမဲ့နောက်တစ်စက္ကန့်မှာရန်သူလက်နက်ကရုတ်တရက်အပိုင်းပိုင်းကွဲထွက်သွားပြီးငွေဆိုးတစ်ကောင်လိုဘန်စုရဲ့လက်မောင်းကိုပတ်ခွေကသူ့ရဲ့ဘယ်ဘက်လက်ဝါးကိုဓာတ်ရိုက်ဖြတ်တောက်ပစ်လိုက်ပါတော့တယ်တောက်အမင်္ဂလာပဲဘန်စုကသူ့ရဲ့ပေါ်ပေါမှုတိုင်းကိုအတင်းကျပ်အားဆိုင်အသက်သွင်းပြီးဘန်ပိုရန်ရဲ့ဝမ်းပိုက်ကိုအားကုန်ကန်ထုတ်လိုက်တာကြောင့်ဘန်ပိုရန်ဟာလွင့်ထွက်သွားပြီးဘေးကအဆောက်အုံစီကိုပြင်းပြင်းထန်ထန်သွားဆောင်မိပါတော့တယ်။ဘန်စုကအသက်ရှူဖို့အချိန်ခဏရပြီလို့ထင်လိုက်တဲ့အချိန်မှာပဲမထင်မှတ်ပဲမြေပြင်ကနေမရေမတွက်နိုင်တဲ့ငွေနဲ့တစေရိတ်တွေဝုန်းကနေထွက်ပေါ်လာပါတယ်။သူကဒီမြင်ကွင်းကိုကြည့်ပြီးမယုံနိုင်အောင်ဖြစ်သွားရတယ်။ဒါကဘာတိုင်းကွက်လဲဗျာ။နောက်တစ်စက္ကန့်မှာတော့သူ့ရှိမှာအေယာမမွေနဲ့ကြီးတကောင်ရဲ့ပုံရိပ်ကကောင်းကင်ရံကိုကွဲလူမတက်ပေါ်လာပြီးဘန်ပိုရန်ကဖြည်းဖြည်းချင်းစကားဆိုပါတယ်မင်းကဒီအဖိုးကြီးကိုတကယ်အံ့ဩစေခဲ့တာပဲမင်းရဲ့တိုက်ခိုက်ပုံကတိုင်းသမားတယောက်နဲ့မတူပဲလှုပ်ကြံတက်ဖြတ်သူမူဆိုးတယောက်နဲ့ပိုတူတယ်မှတ်ထားပါကောင်းလေတိုင်းသမားချင်းချင်းရှင်ပြိုင်တဲ့အခါဝက်ဖဲတွေပိုဖုံးနိုင်တဲ့သူကပိုပြီးအသက်ရှိရှိနေရဆမြဲပဲအခုတော့ငါစီမှာဝက်ဖဲတွေကမင်းထက်ပိုများနေပြီးအဲ့ဒါကြောင့်မင်းရှုံးမှာပြောရင်းနဲ့သူကလက်ထဲကအေယာမမွေနဲ့ကြီးရဲ့ပုံရိပ်ကိုလွှဲရိုက်လိုက်ပါတယ်ဒီသားချက်အောက်မှာမင်းပြေးစရာမြေမရှိတော့ဘူးဒီအမိမဲ့လူသက်သမားရဲ့ဇလန်းကိုအဆုံးသတ်ဖို့အချိန်တန်ပြီးတည်ပြီတော့ရက်ဆက်ကြမ်းကြုတ်တဲ့မွေနဲ့ကြီးရဲ့ပုံရိပ်ဟာလေထဲမှာတားကောင်ကိုငုံကြည့်နေတဲ့တားရဲကြီးတစ်ကောင်လိုဘန်စုကိုလှုပ်ရှားလို့မရအောင်စွမ်းအားနဲ့ဖိနှိပ်ထားပါတယ်။ရင်းကအဆွဲတွေကိုဖြဲပြီးဝါမျိုးကိုခုံအုပ်လာမဲ့အခိုက်အတန့်မှာပဲဘန်စုကသူ့ရဲ့ညာဘက်ခြေထောက်ကိုအားစိုက်ပြီးမြေပြင်ပေါ်ကိုပြင်းထန်စွာနင်းချလိုက်ပါတော့တယ်။ဝုံဖုံမုံတွေပောက်ကွဲထွက်လာပြီးသူရက်နေတဲ့နေရာတစ်ခုလုံးကိုချက်ချင်းဖုံးလွှမ်းသွားခဲ့တယ်။ဖုံမုံတွေကိုတုံးပြီးငါးမျက်စိကိုကွဲအောင်လုပ်ရင်မင်းငါးတိုက်ကွက်ကိုရှောင်နိုင်မယ်ထင်နေလားဘန်ပိုရန်ကអော်လိုက်ပါတယ်အဲ့ဒီချိန်မှာပဲဖုံမုံတွေကြားထဲကနေအလင်းရောင်တစ်ခုလက်ခနဲ့လင်းလာတာကိုမြင်တော့ဘန်ပိုရန်ကအခွင့်အရေးကိုလက်မလွတ်တမ်းအဲ့ဒီအလင်းထွက်တဲ့နေရာစီကိုအားကုန်လန်းတိုက်ခိုက်လိုက်ပါတယ်မိဘီဟိဒါပေမဲ့သူထိမှန်သွားတဲ့အရာကိုမြင်လိုက်ရတဲ့အချိန်မှာတော့မျက်လုံးတွေပြူးထွက်သွားရပါတယ်အဲ့ဒါကဘန်စုမဟုတ်ပဲခုနကတေးသွားတဲ့မွေးနဲ့ကိုင်းသားတယောက်ရဲ့အလောင်းဖြစ်နေလို့ပါပဲတောက်ခွေးကောင်ဒီကောင်စုပ်ကမျက်လက်ပြပြီးလူလက်စားတဲ့အကွက်ကိုပါတုံးတက်တာလားဒါဆိုသူ့ရဲ့တကယ်ခန္ဓာကိုယ်ကဘယ်ရောက်သွားလဲအဲ့ဒီအချိန်မှာတော့ဘန်စုဟာလေထဲကိုမြင်မားစွာခုန်တက်နေခဲ့ပါပြီ။သုံးပါးစွမ်းအားဓာတ်တိုင်းဒုတိယပုံစံငကားဝါကိုတက်တက်ထိုးပေါက်ခြင်းဓာတ်ရှင်ဝါကကောင်းကင်ကနေဒေါင်လိုက်ဆိုင်ဆင်းလာပြီးဘန်ပိုရန်ရဲ့နှလုံးသားတက်တက်ကိုဥတီလာခဲ့ပါတယ်။ဒါပေမဲ့အတွေ့အကြုံရင်းနဲ့ဘန်ပိုရန်ကအဲ့ဒီဓာတ်ချက်ကိုလက်ပလာနဲ့ပဲဖန်ဆွဲပစ်လိုက်တာကြောင့်ဓာတ်ဦးကတေကွင်းတေကွက်ကနေလွဲချော်သွားပါတယ်။တကယ်တိုင်းဝါရင်ကြီးပဲ။ဒီလိုအရေးကြီးတဲ့အခိုက်အတန့်မှာတော့ဒီလိုဆုံးဖြတ်ချက်မျိုးချနိုင်တယ်ပေါ့။ဒီအချိန်မှာတော့ဘန်ပိုရန်ဟာလုံးဝယူသွတ်သွားခဲ့ပါပြီသူကသူ့ရဲ့ထက်မြက်တဲ့လက်နက်ကိုဝေယံပြီးဓာသွားရဲ့လာရကိုနောက်ပြန်လှည့်ကဘန်စုစီကိုချက်ချင်းပြန်လဲထိုးနှက်ပါတယ်ဘန်စုကနောက်ကိုစုပ်ချင်ပေမဲ့သူ့လက်ထဲကဓာကိုတစ်ဖက်လူကကြစ်ကြစ်ပါအောင်ဖမ်းချုပ်ထားတာကြောင့်လှုပ်မရဖြစ်နေပြန်တယ်ရွေးချယ်စရာမရှိတော့တဲ့အဆုံးဘန်စုဟာစနစ်ရဲ့တူလောင်ခန်း system space ကိုချက်ချင်းဆင့်ခေါ်လိုက်ပါတော့တယ်ဘန်ပိုရန်ရဲ့မျက်စိရှိတင်ပဲခုနကတည်သွားတဲ့ဂိုင်းသားတွေရဲ့အလောင်းတွေဟာတစ်ခုပြီးတစ်ခုရုတ်တရက်ဝုန်းကနေပေါ်လာတာကြောင့်ဘန်ပိုရန်လည်းလက်ဖြန့်သွားပြီးသူ့ဓာတ်ကိုပက်ပက်လဲကိုရန်တန်းကအကုံခုတ်ပစ်ပါတော့တယ်။မျက်စိတမိတ်တွင်းမှာတင်သူကအဲ့ဒီထူဆန်းတဲ့အလောင်းတွေကိုအပိုင်းပိုင်းပြက်ပြက်ဖြစ်အောင်ခုတ်ထစ်ပစ်လိုက်တဲ့ပတ်ဝန်းကျင်တစ်ခုလုံးပြန်လည်ငြိမ်သက်သွားတဲ့အချိန်ကျမှဘန်ပိုရန်ဟာစိတ်ထဲကတုန်လှုပ်မှုကိုအတင်းပြန်ထိန်းလိုက်ရတယ်သူကပက်ပက်လဲကိုမျက်လုံးအပြူသားနဲ့လိုက်ရှာပြီးဘန်စုရဲ့ပုံရိပ်ကိုအသေးအတန်ရှာဖွေပေမဲ့နေရာတစ်ခုလုံးမှာလူတစ်ယောက်မှမရှိပဲဟာလာဟင်းလင်းဖြစ်နေခဲ့ပါပြီ။မင်းလိုအမိမဲ့လူသက်သမားခွေးကောင်ဖက်ခဲဆန်းပါဦးယူနေတဲ့ကောင်ရဲ့မင်းကတေးပြီးသားလူတွေကိုတောင်ချမ်းမထားဘူးပေါ့လေအတိကျပါပဲအဲ့ဒီချိန်မှာပဲလေတုကိုဖျက်တမ်းပြီးများတစင်းကဝုန်းကနေပြေးဝင်လာခဲ့ပြီးဘန်ပိုရန်ကလည်းအတွေ့အကြုံအရသူ့ဓာတ်ကိုမြှောက်ပြီးချက်ချင်းကာကွယ်လိုက်ပါတော့တယ်ငါနောက်ဆုံးတော့မင်းကိုမိပြီဟိဒါပေမဲ့ဘန်ပိုရန်အဲ့ဒီအရေးကိုတေးသေးချာချာမြင်လိုက်ရတဲ့အချိန်မှာတော့
အဲ့ဒါကဗန်စုရဲ့ဖြတ်တောက်ခံထားရတဲ့လက်မောင်းပြတ်တက်ပဲဖြစ်နေတာကိုသိလိုက်ရပါတယ်နောက်တစ်စက္ကန့်မှာပဲဗန်ပိုးရန်တယောက်သူ့ရဲ့နောက်ကျောဘက်ကနေရုတ်တရက်အေးဆက်လာတဲ့အရှိန်ဝါကြီးဝုန်းကနေတက်လာပြီးကြောရိုးတက်ကိုတေမင်းရဲ့ဖိအားကလာပြီးစိုက်ဝင်တယ်လို့ခံစားလိုက်ရတယ်အဲ့ဒီနောက်မှာတော့ထက်မြက်လာတဲ့ဓာတ်သွားတစ်စင်းကသူ့ရဲ့ရင်ဘက်ကိုနောက်ကနေရှေ့ထိအတိုင်းသားထိုးဖောက်သွားပါတော့တယ်ဗန်ပိုရန်ဟာနောက်ဆုံးမှာရှုံးနေသွားမဲ့သူကသူကိုယ်တိုင်ဖြစ်နေလိမ့်မယ်လို့အိမ်မက်တောင်မမတ်ဖူးခဲ့ပါဘူးပြီးတော့ဒါဟာဖီနစ်မျိုးရဲ့ဒူးစရိုက်ကိုင်းအားလုံးလုံးဝစက်သိမ်းသွားပြီဆိုတာကိုလည်းတက်တည်ပြလိုက်တာပါပဲငါမသိခင်ဒီအဖိုးကြီးကိုပြောပြပေးလို့ရမလားမင်းဒါရီအားလုံးကိုဘာလို့လုပ်ရတာလဲဆိုတဲ့အကြောင်းပြချက်ကိုပေါ့အကြောင်းပြချက်လို့လားလူသားဆိုတာအချင်းချင်းတက်ဖြတ်ဖို့မွေးဖွားလာကြတာပဲသူတို့မြောက်ဝင်တွေလို့ဖြစ်နေတဲ့ခေတ်ကလေးကနေကဘာဦးယဉ်ကျေးမှုကြီးတိဆောက်နိုင်ခဲ့တဲ့ဒီနေ့ထိတက်ဖြတ်ခြင်းကဘယ်တော့မှမရက်တန့်ခဲ့ဘူးဒီတိုင်းလောကကြီးရဲ့ရောက်လာရင်လည်းအားနေတဲ့သူကအားကောင်းတဲ့သူရဲ့ဝါမျိုးခြင်းကိုခံရပြီးအင်အားကြီးတဲ့သူကပဲအထိုးထိပ်ရောက်တာပဲဒါပေမဲ့ဒီတစ်ချိန်မှာတော့အင်အားကြီးတဲ့သူကငါဖြစ်နေတာပဲဖီနစ်မျိုးရဲ့ဒူးစရိုက်ကိုင်းတွေကိုရှင်းလင်းပြီးပြီဆိုတော့အခုကနောက်ထပ်အဆင့်တစ်ခုကိုတက်လန်းဖို့အချိန်တန်ပါပြီးပို့ပြီးတန်မာတဲ့သူတွေရှိပြီးအမဲလိုက်ရပိုခက်ခဲမဲ့နေရာမျိုးကိုတွားရတော့မှာပါအဲ့ဒီအချိန်မှာပဲအဝေးကဝေးလံလာတဲ့တောင်တန်းကြီးတွေရဲ့အနက်ဆိုင်ဆုံးနေရာမှာရှိတဲ့မူရင်မော်လောကရဲ့အင်အားကြီးမားလာတဲ့ဂိုင်းကြီးတစ်ခုရဲ့အကြီးကခမ်းမဆောင်ထဲမှာတော့လူတိုင်းဟာအရေးပေါ်အစည်းအဝေးတစ်ခုကိုပြုလုပ်နေကြပါတယ်အထက်ကထိုင်နေတဲ့ခေါင်းဆောင်ဖြစ်သူကတီဂျီလေးနဲ့စွာနဲ့စကားဆိုပါတယ်တရားဝင်ဂိုင်းတွေနဲ့မိစ္ဆာဂိုင်းတွေ Radios and Demonic Factions ကြားကစစ်ပွဲကြီးဖြစ်ပွားဖို့နှစ်ပဲလိုတော့တယ်ဒါကြောင့်ငါတို့ရဲ့အစီအစဉ်ကိုစတင်အကောင့်ထဲပေါ်ဖို့အချိန်တန်ပြီး